သိတိုင်နာအောင်မြန်ပြန်လာခဲ့တော့ဟေးမြသိဟေးမြသိ အလုံးမမြသိ ဘုန်းကျွေရေ ကိုဘုန်းကျတို့စီပြားမလာတော့ဘူးလား မြသိလည်းလို့ရှိတော့ဘူးဘဝကြီးချမ်းသာနေပြီကဘုန်းကျွေတားလေးရှိရေးအတွက်မြသိလေးရွှေကတဘုံမူကတဘုံပေးခဲ့မယ်ချမ်းချမ်းသာသာနဲ့နေခဲ့ကြပြီတော့ ဝန်ပါပါတယ်မမြသိရဲ့ဒါမဲ့လို့မင်းပေးတာကျုပ်မစားရပါဘူးမင်းတို့ရဲ့ဘဝကိုကြီးကိုလည်းကျုပ်မမြင်လို့ဘူးအဲ့တော့ဒီဘဝကကျွတ်လို့အောင်ဆိုပြီးတော့မင်းရွှေပုံပေးတဲ့နေရာရွှေပုံသာဖရားတဲမယ်မင်းငွေပုံပေးတဲ့နေရာငွေပုံသာဖရားလို့တဲမယ်ရွှေပုံသာငွေပုံသာဖရားတဲမယ်မင်းတို့သာတို့သာခေါ်ကြပြီတော့နော်ဒါကြောင့်ဗရောင်းငါမျက်နာဖရားမြသိရှင်ပိုက်သမိုင်းဇလံဤရမတန်းတင်ပြီးပါကြောင်းလို့နော်ဤမြသိရှင်ပိုက်သမိုင်းဇလံတွင်ကျွန်တော်ရွှေမောင်ပန်တရားကြီးလေးနဲ့မင်းသမီးပန်တရားတင်းတင်းမြင့်အစိုးရခေုံမြင့်လေးကြွားသားကျော်စိတ်မြမောင်ရန်ကုန်စိတ်လာထုံးတို့နဲ့တွဲဖက်ခါအောင်လာတော့တပ်ပြထုတ်လို့ရေးမှာပေါ်တာရှင်မိပါမြားကြသိရစေခြင်းဟာတင်းဆက်ပါလေ